မင်္ဂလာပါဒီချိန်ကဒီနေ့ကလေးလေးတွေကိုတရားလက္ခဏာသိမှတ်စရာဘီနဲ့တွဲကြမှာသင်ခန်းစာထဲမှာပါတယ်စပယ်ပွင့်ကလေးများကြပြကိုသင်ပေးမှာဖြစ်ပါတယ်အဲ့တော့ဒီချိန်နဲ့အတူတူဒီကြပြလေးကိုရွတ်ဆိုကြည့်ရအောင်ပါဒီချိန်ကကြပြလေးမရွတ်ဆိုခင်မှာကလေးလေးတွေကိုပြောချင်တာကဒီမှာပါတဲ့ဥစ္စာလေးကိုဒီဥစ္စာလေးကိုကြာရင်တို့တွေကသေးသေးတင်လို့ဖတ်ပါမယ်ဒါလေးကိုကြာရင်ဝစ်ဆန်နှလုံးပေါက်လို့ဖတ်ပါမယ်ဒါလေးကိုကြာရင်အောက်ကမြင်ပါတေးသေးတင်ဝစ်ဆန်နှလုံးပေါက်အောက်ကမြင့်တေးသေးတင်ဝစ်ဆန်နှလုံးပေါက်အောက်ကမြင့်အဲ့တော့ဒီချိန်နဲ့တူတူကြပြလေးဆိုကြည့်ရအောင်ပါစပယ်ပွင့်ကလေးကောင်းပေါ်တင်အဲ့ဒါတေးသေးတင်စပယ်နှစ်ပွင့်ရှိမှရောက်ဝစ်ဆန်နှလုံးပေါက်အောက်နာစီကတပွင့်ဟာအောက်ကမြင့်ကလေးပါတေးသေးချာချာမှတ်လို့ထားမောင်ကြီးမလေးများစပယ်ပွင့်ကလေးကောင်းပေါ်တင်အဲ့ဒါတေးသေးတင်စပယ်နှစ်ပွင့်ရှိမှရောက်ဝစ်ဆန်နှလုံးပေါက်အောက်နာစီကတပွင့်ဟာအောက်ကမြင့်ကလေးပါတေးသေးချာချာမှတ်လို့ထားမောင်ကြီးမလေးများအဲ့တော့ကလေးလေးတွေကဒီကြပြလေးကိုထက်ခါရွတ်ဆိုကြည့်မယ်တေးသေးတင်ဝစ်ဆန်နှလုံးပေါက်အောက်ကမြင့်ဆိုတဲ့ဒီဥစ္စာလေးတွေကိုတည်သွားပြီဆိုလို့ရှိရင်နောက်ထပ်သင်ခန်းစာမှာတစ်ချက်နဲ့အတူတူဒီဥစ္စာဒီစကားလုံးလေးတွေကိုထပ်ပြီးတော့သင်ဖို့ဒီချက်နဲ့အတူတူထပ်ပြီးတော့တွေ့ကြပါမယ်နော်